Jack London ရဲ့ The Sea Wolf ပင်လယ်ဝင်ပလီဟာကမ္ဘာကျော်စွန့်စားခန်းဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့လူသဘာဝယဉ်ကျေးမှုနဲ့အရိုင်းသဘာဝတို့ရဲ့ပဋိပက္ခကိုပင်လယ်ပြင်ပေါ်ကကြမ်းတမ်းတဲ့ဘဝနဲ့ရှင်ပြီးတော့ဖော်ကျူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ Humphrey Van Weyden ဆိုတဲ့စာပေသမားပညာတတ်တစ်ယောက်ပါသူကချမ်းသာတဲ့မိသားစုကပေါက်ဖွာလာပြီးတော့ဘဝရဲ့အခက်အခဲကြမ်းတမ်းမှုတွေကိုတစ်ခါမှမကြုံတွေ့ဘူးတဲ့နူးညံ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်တနေ့မှာတော့သူစီးလာတဲ့ပင်လယ်ကူးသင်္ဘောတစ်စီးနစ်မြုပ်ရာကနေကံကောင်းစွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်သူ့ကို Ghost လို့အမည်ရတဲ့သင်္ဘောတစ်စီးကကယ်ဆယ်ခဲ့တာပါအဲ့ဒီသင်္ဘောရဲ့ကပတိန်ကတော့ Wolf Larsen ဖြစ်ပါတယ် Wolf Larsen ကတာမန်သင်္ဘောကပတိန်တစ်ယောက်တော့မဟုတ်ပါဘူးသူကရုပ်ပိုင်းဆိုင်ရာအရအလွန်တန်မာကြန့်ခိုင်ပြီးတော့ဉာဏ်ရည်ကလည်းအင်မတန်မြင့်မားတဲ့လူဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့အတွေးခေါ်ကတော့အလွန်ရက်စက်ကြမ်းကြုတ်ပါတယ်ဘဝဆိုတာအတိတ်ပဲမဲ့တဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပြီးတော့အားကြီးတဲ့သူကအားနည်းတဲ့သူကိုအနိုင်ယူအုပ်စိုးခွင့်ရှိတယ် Might is right ဆိုတဲ့ယုံကြည်ချက်ကိုလက်ကင်ထားတဲ့သူပါသူကသူ့သင်္ဘောသားတွေကိုရက်ရက်ဆက်ဆက်အုပ်ချုပ်ပြီးတော့သူ့ရဲ့အာဏာကိုပြသဖို့ဘာမဆိုလုပ်ဖို့ဝင်မလေးတဲ့လူလည်းဖြစ်ပါတယ် Humphrey ဟာ Wolf Larsen ရဲ့သင်္ဘောပေါ်မှာအတင်းအဓမ္မအလုပ်လုပ်ခိုင်းခြင်းခံရပါတယ်အစပိုင်းမှာတော့သင်္ဘောရဲ့အစီကံ Cabin Boy အဖြစ်ခိုင်းစေခံရပြီးနောက်ပိုင်းမှာတော့ကြမ်းတမ်းတဲ့သင်္ဘောသားဘဝကိုသင်ယူခဲ့ရပါတယ်ဒီကာလအတွင်းမှာ Humphrey ဟာသူ့ရဲ့နူးညံ့တဲ့ပညာတတ်ဘဝကနေကာယကိုအားကိုးရတဲ့ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာရှင်သန်အောင်ကြိုးစားရတဲ့လူတစ်ယောက်ဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်သူဟာ Wolf Larsen ရဲ့ရက်စက်မှုကိုမုန်းတီးပေမဲ့တစ်ဖက်မှာလည်း Wolf Larsen ရဲ့ထူးခြားတဲ့ဉာဏ်ရည်နဲ့အတွေးခေါ်တွေကိုစိတ်ဝင်စားပါတယ်သူတို့နှစ်ယောက်ကြားကစကားစစ်ထိုးပွဲတွေဟာယဉ်ကျေးမှုနဲ့အရိုင်းသဘာဝကိုကျင့်တရားနဲ့အတ္တဝါဒတို့ရဲ့ပဋိပက္ခကိုဖော်ပြနေပါတယ်ဇတ်လန်းရဲ့အလှည့်အပြောင်းတစ်ခုကတော့ Maud Brewster ဆိုတဲ့အမျိုးသမီးစာရေးဆရာမတစ်ယောက်သင်္ဘောပြက်ရာကနေသူတို့သင်္ဘောပေါ်ကိုရောက်လာတဲ့အချိန်မှာဖြစ်ပေါ်လာပါတယ်Maud ရဲ့ရောက်ရှိလာမှုက Humphrey နဲ့ Wolf Larsen ကြားကတင်းမာမှုကိုပိုမိုပြင်းထန်စေခဲ့ပါတယ် Humphrey က Maud ကိုကာကွယ်လိုစိတ်ဖြစ်ပေါ်လာပြီးတော့ Wolf Larsen ကတော့ Maud ကိုသူ့ရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်သဘောထားခဲ့တာပါနောက်ဆုံးမှာတော့ Humphrey နဲ့ Maud တို့က Wolf Larsen ရဲ့လက်ကနေလွတ်မြောက်ဖို့သင်္ဘောငယ်လေးတစ်စီးနဲ့ထွက်ပြေးခဲ့ကြပါတယ်သူတို့ဟာလူသူမရှိတဲ့ကျွန်းတစ်ကျွန်းပေါ်မှာခြေချပြီးတော့ရှင်သန်ရေးအတွက်ရုန်းကန်ခဲ့ရပါတယ်ဇက်သိမ်းပိုင်းမှာတော့ Wolf Larsen ဟာသူ့သင်္ဘောသားတွေရဲ့ပုန်ကန်မှုကြောင့်သင်္ဘောပေါ်မှာတယောက်တည်းကျန်ရစ်ခဲ့ပြီးတော့အုံနောက်ထဲကယောဂကြောင့်တဖြည်းဖြည်းအားအင်တွေချိနေပြီးတော့မျက်စိပါကွယ်သွားခဲ့ပါတယ် Humphrey နဲ့ Maud တို့ကသူ့ရဲ့သင်္ဘောကိုပြန်တွေ့တဲ့အခါမှာတော့တစ်ချိန်လုံးကအရာရာကိုအနိုင်ယူစိုးမိုးခဲ့တဲ့ပင်လယ်ဝင်ပလွေဟာအားအင်ကုန်ခန်းပြီးတည်ဆုံးသွားခဲ့ပါပြီသူ့ရဲ့အားကြီးသူအနိုင်ယူ Might is right ဆိုတဲ့အတွေးခေါ်ကလည်းသူ့ရဲ့ကိုယ်တွင်းကယောဂကိုမခုခံနိုင်ဘဲနဲ့ပြိုလဲသွားခဲ့ရတဲ့အကြောင်းဇတ်လန်းကဖော်ပြထားတာပါဒီဇတ်လန်းရဲ့အဓိကအကြောင်းအရာတွေကတော့ယဉ်ကျေးမှုနဲ့အရိုင်းသဘာဝ civilization နဲ့ savagery ပညာတတ် Humphrey နဲ့အရိုင်းဆန်တဲ့ Wolf Larsen တို့ရဲ့ conflict တွေရှင်သန်ရေးတိုက်ပွဲ struggle for survival လူသားဟာကြမ်းတမ်းတဲ့သဘာဝပတ်ဝန်းကျင်မှာဘလို့ရှင်သန်ရပ်တည်ရတယ်လဲဆိုတာကိုပြသထားတာပါတကူကောင်းဆန်မှုနဲ့လူအဖွဲ့အစည်း individualism society Wolf Larsen ရဲ့အတ္တဗဟုပြုဝါဒနဲ့ Humphrey ရဲ့ကိုကျင့်တရားပေါ်မှာအခြေခံတဲ့လူအဖွဲ့အစည်းရဲ့တန်ဖိုးထားမှုတို့ကြားကထိပ်တိုက်တွေ့ဆုံမှုတွေပဲဖြစ်ပါတယ်လူသားဘဝရဲ့ပြောင်းလဲခြင်း transformation Humphrey ဟာအခြေအနေတွေရဲ့ဖန်တီးမှုကြောင့်နူးညံ့တဲ့လူတစ်ယောက်ကနေကြန့်ခိုင်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားပုံကိုဖော်ပြထားတာပါအဲ့ဒီလိုအရေးသားတွေကြောင့် Jack London ရဲ့ The Sea Wolf ပင်လယ်ဝင်ပလီဟာကမ္ဘာကျော်စွန့်စားခန်းဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့စာဖတ်သူတွေရဲ့ဆွဲလန်းမှုကိုရရှိခဲ့တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့တာပါကျေးဇူးတင်ပါတယ်ခင်ဗျာ